မတို့ခုလိုမျိုးအပြင်မထွက်ရတော့ကြပြီနော်အရင်တော့ဆိုခဏထွက်ဖြစ်တယ်အခုကျတော့တိတ်ပြီးထွက်ဖြစ်တယ်မောင်ကအလုပ်တွေများတယ်ဆိုတော့လေမမောင်ကပဲအပြစ်တွေရှာနေရလေပြီးတော့အထင်တွေလွဲနေလားအဲ့အကြောင်းမသွားဖြစ်တာမောင်အလုပ်မအားတာမဟုတ်ပါဘူးအင်းပါနောက်ဆိုရင်လည်းမမအဲ့လိုမျိုးမဖြစ်အောင်နေပေးပါမယ်နော်မအဲ့လိုတွေပြောပြီးမတီမောင်မကြိုက်ဘူးနော်ဟုတ်ပါပြီမောင်နောက်တစ်ခါဒီလိုမျိုးမဖြစ်အောင်နေပေးပါမယ်မောင်လည်းအနေထိုင်ဆင်ခြင်ပြီးနေသူများအပြောဆိုတယ်မဖြစ်အောင်ဟုတ်ပြီလားဟုတ်ပါပြီအဲ့ဒါဆိုလည်းကောင်းပါလေလေညောက်သားကြိတ်ကြရင်တော့ကောင်းပါမြတ်အမြင်ကြည့်ရင်တော့ပေါ်ကြတဲ့အတွဲလေးဖြစ်အောင်ပေါ့နေပေးရမှာပေါ့ဟုတ်ကဲ့ဒီနေ့ပါစားကြမသဘောပဲမကြိုက်တာလို့မအကုန်လုံးစားတယ်ခါတိုင်းဆိုတော့မုန်ကထားပဲစားတယ်ဒီတစ်ခါတော့ဟောပေါ်တစားမယ်နော်ဟုတ်ပြီလေသဘောပဲအဲ့ဒါသွားမယ်အေးညီမလေးဘယ်တော့မှပြောရလားပုံမလို့လား他是要开家嘛？我背着你。ဘာလို့လဲညီမလေးရလေညာလေးမေးတော့ဘာလို့လဲကိုကြီးကအပေါ်ပေးရှင်လို့ပါ 陪了我表呢了。 ဒီစီပေါ့我那是你家了。ညီမလေးဘယ်သွားမလို့လဲလို့ပဲမေးရနော်အေးလေဘိုက်ဖို့ပေးမလို့ညီမလေးက哪不搞？这嘛刚表呢了，陪是要陪。ဒီစီပေါ့ ငါတို့နာဘူးကောင်းရဲကွာကြည့်ပါဦးညီမလေးယောက်ျားလေးတယောက်မိန်းကလေးကိုနှာဘူးတာစမ်းသလားနော်ငယ်ချင်းနော်မဟုတ် အေး လား လေကွာငါတို့နာဘူးရဒီပြလိုက်တာညီမလေးอ่ะ说你吧啦。为啥么这么松弛了？မလေးကြောက်လိုက်တာကွာရိုက်ကြောက်တယ်ကွာ ရုပ်ကြီးတော့ချောသလားပြောကြမ်းလိုက်ဒီကောင်မလေးကတော့ ညီမလေးရတယ်ကိုတို့လိုမျိုးရုပ်ချောတဲ့ကိုကြီးကညီမလေးကိုလိုက်တာညီမလေးဂုံယူရမှာလို့ကို就知道说呢。打了超有的，那么气也没得气，气也陪。 ဒါပါညီမလေး 你家那个多少？ ဟဲ့လို့ ဒါပါလို့ 不过，那都要来弄吃。 ဒါပါလို့တော့မင်းလေးတယောက်နဲ့မင်းကွာဟဲ့ကိုတော့မဆိုင်သေးပဲညဒါပါလို့တော့မင်းတယောက်တည်းလာပြီးတော့သူ့ကိုင်းဟိုမျိုးကွာ တို့ကြည့်ရဘောလိုနဲ့မင်းလေးတယောက်ဒီလိုမျိုးလာတာကမျိုးမျိုးနဲ့မဆိုင်ဘူးပါသူကကိုတော့ကွာ ဆိုင်မဆိုင်ဆိုင်ကွာမင်းတို့ဘာလို့မင်းကလေးတယောက်တည်းလာပြီးတော့နိုင်ရှင်းတာတတိရှင်းယောက်ျားချင်းရှင်းတယ်ကွာဟဲ့ငါလက်ကလူမရေးနော်ကွာ ။ငါလည်းမင်းနော်။ကြာရမင်းတို့ဘာဖြစ်ရှင်။ဖားရှင် 你把屁讲，哎呀，我把屁讲，啊，你把屁了，没有啊？你讲呢？黑羊嘞，猪肉你妈的，没了。呀，没有那个拔来过，哪里去了？那个地方么？俺进去呢了， ။လာချမ်းလာ 哎，哪里去呢了？没有，哪什么瓜一样的？။မလေးတော့ဆောင်း最没有装。啊，瓜你讲呢？ ဟိုပလိုက်မှာဒီမှာ 哎呀，表嘞，你妈，把屁股。你妈表嘞，变装的，玻璃把的，烤一多的瓜，完了第二天呗，变出来了，变装的玻璃把的，烤一多的瓜。 ဟုတ်တယ်ညီမလေးပြင်သွားရင်ပေါ်လေးပါလေးခေါ်တော့နော် အနေများတယ်ချင်းနေကောင်းတာမဟုတ် ကိုတို့လည်းကျေးဇူးတင် ဟိုကောင်တွေကညီမလေးကိုအများတန်းစောင့်နေပါပဲ ဟုတ်ပါတယ်ကိုဘုန်းလည်းကျေးဇူးအများကြီးတင်ပါတယ်နော် ကျေးဇူးတင်တဲ့ထဲမှာငါတို့မပါလို့ထင်နေ ဟုတ်တာအကိုတို့လည်းကျေးဇူးအများကြီးတင် ရပါတယ်ဒါကကိုတို့ဒါမြင်မတော်ရင်ဒါဝင်ပြီးဖြည့်ရှင်းရမှာပဲလေမဟုတ်လားတန်းကြည့်နေလို့မှမသိဘူး အဲ့ဆိုဒီမှာပြန်လိုက်တော့မယ် ကိုတို့လိုက်ဖို့ပြင်လဲတော်ကြဟုတ်ကောင်လေးဟိုဘက်မှာစောင့်နေမှာဆိုလို့ ကြပါလေအနာဆရာကြီးငါပြန်လိုက်တော့မယ်ဘလို့ဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်နော်ကိုတို့တာမရှိငါတော့မတွေ့ရစရာပဲ မလိုပါဘူးညီမရဲ့နောက်ဆိုသတိထားပါတော့ ဟုတ်ကဲ့အဲ့ဆိုညီမပြန်လိုက်တော့မယ်နော် ရှင်းပြန်လာဖြစ်ပါမလားတော်ကြဟုတ်ကောင်လေးဟိုလမ်းထိပ်မှာထက်ဆောင်နေဘယ်လိုလုပ်မှာလဲ အော်ရပါတယ်တို့လည်းမဆောက်တော့ပါဘူး အင်းမဆိုလဲ မဟုတ်တာညီမရဲ့သူတို့နှစ်ယောက်လိုက်ပို့ခိုင်းလိုက်ပါနော်တော့ကြောင်ကောင်လေးလမ်းမှာစောင့်နေတယ်ညီမလေးအန်တီရဲ့မကင်းမဲ့နေတော့မယ်လိုက်ပို့ခိုင်းလိုက် ဟုတ်တယ်ညီမအခုကံကောင်းပြီမဲ့နောက်ဆုံးကံမကောင်းမှာဆိုလို့နော်ကိုတို့နဲ့လည်း ဆိုမှကျွန်တော်တို့တော့လောက်မယ်နော်ဟုတ်လည်းတော့မလားကဲပါနောက်ဆိုသတိထားပါနော်အဲ့ဆိုညီမ
ညီမအိမ်လေးရအောင်ကိုတို့လိုက်ပို့ပေးမယ်နော် ကိုသူလည်းပို့ချင်တယ်ကျွန်တော်တို့နေမဟုတ်လေဟိုကိုလည်းပို့ချင်တယ်ကိုတိဘူး အာနေစမ်းမှာပတ်စပ်ပိတ်ပြီးအေးစင်းနေဟိုင်း ကွာ မောင်ကိုညီမလေးကအခန်းပြောင်းတော့ဟာလားဒီကမှာမတို့ရက်ကွက်မှာဆက်နေလို့ရှင်တော့ဒီလိုကြုံရမှာမဟုတ်ဘူးနော်မောင် ဟမ်မမခုနဘာပြောလိုက်ရလဲ ဘာတွေအတွေ့တွေးညာတော့မပြောတဲ့အထိတော့မကြားရဘူး ဟုတ်ပါဘူးမနေ့ပြန်အလုပ်ကိစ္စလေးကောင်းလေးဝင်လာလို့ပါ မောင်ကလည်းအလုံးနားရဲ့တဲ့ကောင်းနေပါလေနားပေါ့ဘာဖြစ်လို့ဒီလိုမျိုးတွေးနေရလဲ ကဲပါဟုတ်ပါပြီမနေ့လေးပါမနေ့လေးဝင်တော့လို့ အေးစစ်စစ်နာနော်ဘာမှမတွေးနဲ့ ဟုတ်ပါပြီဟုတ်ပါ ဘာရ ကျွန်တော်ကဘီယူဆိုင်တော့ကြားလို့ဟုတ်ပြီအဲ့တော့ကိုတို့လည်းသွားလာပါနော် ခဏဆောင်မကကိုကိုနဲ့ ဆက်စု ဒီကနေ့မှထားရလား ခိုင်ပါမဖြစ်စီတော့လက်တောင်းစမုံတောင်း ကိုလည်းရစိတ်ကြီးလည်းဟိုမှလည်းပတ်တိုင်ဆက်ဆက်ကိုကြည့်ပတယ် ဘာပြောရတယ်မင်း အဲ့လိုဟိုမှကိုချစ်သူကြတယ်ဟောချက် အဲ့လိုမဟုတ်ကွာမင်းကအေးစင်းနေစမ်းအဲ့လိုဘိုးရမှာမင်း ဟုတ်တယ်ကြောက် ပိတ်ဆက်ပိတ် ပြေပါကြောက်ပါပြီပေါ့ မမရေမောင်လို့သွားရမယ်နော် အေးမြန်လို့လေမှန်လေးပဲကြည့်မနေနဲ့ ဟုတ်ပြီဟုတ်မမရေဘူးဆက်ကိုလည်းကြည့်လိုက်အောင်မရတော့ပြန်ဘူး ဘာဖြစ်ပြန်ပြီလဲ အဲ့ဒါတော့မသိဘူးဟောင်းနေတယ်ထင်တယ် အော်အဲ့ဆိုသူများကိုခေါ်ပြရမလား အာမပြင်ပါနဲ့တော့မောင်လည်းဒီလပေါက်စုရတယ်ဒီပဲဝယ်လိုက်တော့မယ် ဟုတ်ပြီ အလုပ်ကနေပြန်လာဆိုင်မှာတော့ကြည့်လိုက်မယ်နော် ဟုတ်ပြီ အဲ့ဆိုမောင်လို့သွားတော့မယ်နော် ဟုတ်ပြီဖြစ်တော့နော်ကျူဆိုင်အောင်မ ဟုတ်ပြီဟုတ်ပြီဟုတ်ပြီ ဒီကုစားလည်းဘာဖြစ်ပြန်မောင်ကအတိတ်တွေဝယ်ချင်တယ်တူတော့ဘာလူလည်းမဟုတ်ပြပါဘူးဒီဝယ်လည်းပတ်စံပဲကုန်မှာမောင်ဘောဆူရတယ်လည်းပတ်စံဖတ်ထားတယ်ကောဒီနေ့လူကအရင်ဖုန်းဆက်ပြီးမှကြမရပြီးကြမှာပဲတကယ်လည်းမရဘူးဆိုရင်တော့အတိတ်ထဲဝယ်ရတာပေါ့အော်ဟယ်လိုမောင်လေးမလေးအမတို့ရေဘူးစားဘာဖြစ်တော့ပြန်ပြီလဲမသိဘူးမောင်လေးတို့အားလားခဏလောက်လာကြည့်ပြီးလို့ရမလားမသိအော်အေးဟုတ်ပြီကျေးဇူးပဲနော်မောင်လေးဟုတ်ကဲ့ဖက်နဲ့တည်းလည်းကြည့်ရမှာအဝတ်တည်းလည်းအများကြီးရှိတယ် မိုက်သူရဲ့ဒီနေ့ကြည့်ပါဦးဘာယူလာလဲ ဘာကြီးတော့ညီမလေးဟိုအတီးတွေပါဟာ ဟုတ်တယ် ဘာလို့ဖို့လို့ တုတ်စားဖို့လေးမအေးရတယ်မအေးလည်းရစားရှင်လို့အဲ့ဒါကြောင့်ယူလာတာ အမေတရက်ဒီအမောင်ပဲခိုင်းစားကြ မ ည့် ဟုတ်ပါဘူးမအေးလည်းရတကယ်ကောင်းလို့ပါတုတ်ကျွေးပါနော် အေးဟုတ်ကျွေးလားစိတ်ကမစိတ်ရနေဘူး ဟုတ်တယ်သက်သေးရတော့သေးတယ် မရေအမ ဟိုမောင်လေးတို့ရောက်လာ ကျွန်တော်တို့မီးပြင်းတဲ့လူတွေပါမရေ အော်အေးခဏလေးနော် မဟော အော်လာခဲ့ ဖုန်းခေါ်ရလို့လေအမဘာဖြစ်လို့လဲ ဟုတ်တယ်ဟိုမောင်လေးတို့ကတော့မအားနာစရာကြီးရေပုစားပြက်နေတာဘယ်လိုဖြစ်တာလဲမသိဘူးတစ်ချက်တော့ကြည့်ပြီ ဟိုအမအခလောက်ကအရင်တစ်ခါကတည်းကချောင်းနေတာအစ်စ်လဲရမှာထင်တယ်ကျွန်တော်ထင်တော့ခလောက်မရလာတော့ အဲ့ဆိုတော့ကြည့်လာအောင်ခဏလေးတေးချအောင်လို့ဟုတ်လားမဟုတ်လားဆိုတာမဲကော ငါ့ကို
ဒီကောင်မလားမဟုတ်တဲ့ ဟုတ်တယ်ပဲ အေးမရ ချော တော့ င်းနေရော မရတော့ဟုတ်တယ်မရတော့ဒီတော့ဝယ်ဖို့အမတော့ပြလိုက်တော့ဝယ်မရတော့မရတော့ဒီတိုင်းထားလို့ မတော့ကပြက်နေနေတာကိုပြောတာအစ်ဝယ်ရမှာ ဟုတ်လားအဲ့ဆိုမောင်လေးတို့တော့ပဲလိုက်မလား ဟောရတယ်လေကျွန်တော်တို့ site ဘက်ဝယ်ထားလိုက်ပြီးမှလက်ခံနဲ့ပေါင်းပြီးတော့ရှင်းလိုက် အော်အေးအဲ့ဆိုလည်းတော့ပဲလိုက်လေနော် ငါကတော့တော့ဝယ်လာရတဲ့ရှိသေးလား ဟုတ်ပြီ ရတယ်ကိုကျွန်တော် ဟဲ့ညီမလေးပြီးပြီလား ဒီကဆိုမြင်တော့မြင်ပြန်လာနော်မတခြားဘာကြည့်ရရှိသေးလဲ အော်ဘာမှပြင်စရာမရှိတော့ဘူးမောင်လေးခဏထိုင်ဆောင်လိုက်နေနော် အဲ့ဆိုငယ် အမတို့အတီးတုတ် ငယ်ကောင်လာခဏဆောင်းလာမနော် ဟုတ်ပြီခဏလေးထိုင်ဆောင်ရေလေးတောက်မလား ရတယ်မတော့ အော်အေးခဏလေးထိုင်ဆောင်နော် ဟုတ် အားညီမလေးအကြောင်းမောင်လေးရေလေးပါလေးတောက်လိုက်အောင်နော်ခဏထိုင်ဆောင်တော့အတီးလေးတုတ်ပြီ ကိုရဲ့မတော့ရလား ညလာမမြင် လိုက်ချာရ ဒီလောက်ဆိုရရင် အေးနည်းနည်းထဲအောင်ချင်းနေတာ မအေးရပြီအမ အော်အေးမောင်လေးခဏဆောင်နော်ပြီးတော့မယ် တဲ့တန်းပြန်တောင်းလို့ရရင်နော် အော်ခဏလေးပါအောင်ဒီမှာအတီးတွေတုတ်နေတာအများကြီးပဲအတီးတွေပါလေးစားတော့အောင် တော်ပြီအမရေကျွန်တော်တို့ အားတော့ စားတော့ ဟာမောင်လေးတို့ထက်တွားစရာရှိသေးလို့လား မရှိတော့ပါဘူး အဲ့ဆိုစားတော့အောင်လေဒီမှာအများကြီးတုတ်ထားတယ်မောင်လေးတို့တဲ့နော်ဟာလာ အေး စား လိုက် ပါ ရရှယ်သားနော်ဖာကြည့်အောင် ဟုတ်ပြီအဲ့ဆိုလေစားဆိုတော့ လာစားပါအောင်အတီးတွေ မဟာပေါ်နိုင်လေးကို ရစားစားကောင်းလား ကောင်းတော့ ဒါအချင်းเลยနော် တွေ့လားမအေးလိုက်ရဒီဖောင်းနော် ကောင်းတော့ စားစားမြင်းမြစားတော့ရင်လည်းမြင်းမြစားနင်းနဲ့တအားမြောက်တဲ့ ဒီဖောင်းနော် အေးပါစားစားဘာအောင်စား မိုက်လေးထောင်း ချင်းတော့ချင်းလိုက်ရလား အင်းငယ်အောင်ပြေသွား ငယ်အောင်စားလိမ့်မယ်ကောင်းတော့ ဟာမ မအေးဘာဖြစ်လဲ ပိုက်နာများ ဘာဖြစ်ရလဲမ စိတ်ယူပေးရမလား အစိတ်ယူပေးလို့တစ်ချက်တော့ ဘယ်နှမ်းမဘာဖြစ်လဲမ အော်မေ့နေတာအမဆေးကကုန်နေတာ အဲ့ဆိုကိုကျွန်တော်ဆေးတော့ရလိုက်ရမလား စိတ်ကုန်နေလေလို့ ဘယ်စေးအောင်ဘယ်စေးအောင် ဘာမှမသိချင်ဘူး ရလေလားအော်ရန်ဒီ နားလဲတယ်ညီမ ရနေတော့နည်းနည်း တော့ဝယ်ခလိုက် မရလားဒီဖက်အပေါ်နဲ့တက်ထိုင်လိုက်အောင်လေးလိုက်အောင်ရလား ဘယ်နာလဲ အဆိုညီမဆရာကတပြလိုက်အောင်နော် အေး အမကိုလည်းကြည့်ချပြော အေးမင်းတော့မပြန်လာနော်မရလားမရလား ရတယ်ညီမ ဒုက္ခပါပဲရလားမမရေမောင်ဖိုင်မိကြံခဲ့လို့ပြန်လာရောဟေ့မင်းဘာကိစ္စငါအိမ်ရောက်လာ အမဘိုင်းနာနေလို့ပါဗျာခုနကျွန်တော်တို့အတီးစားနေတယ်ချင်းမ ဟာဂရီမော်လေးရောက်လာတာမမမောင်ဖောက်ပြန်နေရလား